Hey, oh, hey, hey, hey. အသက်က35လဲရောက်နေပြီခုဒီညီစားတဲ့ရောက်မှလည်းမရှိအစိုးဆုံးကအဖြစ်တယ်လို့ဟာမိဘပေးစားဖို့လည်းစဉ်းစားလို့မရဒါကြောင့်ရည်စားတဲ့ရောက်တော့မချလို့မရခေကမကောင်းရတဲ့ချာမင်းမမြခင်ကတ်တော့မှရှိသမျှကွန်တက်တိုင်းလဲဟိုင်းခဲ့ရတွေ့သမျှပြောခဲ့မိလို့အားလုံးကဝိုင်းလို့ဆဲလိုက်ချာတက်က35လဲရောက်နေပြီခုဒီညီစားတဲ့ရောက်မှလည်းမရှိအစိုးဆုံးကအဖြစ်တယ်လို့ဟာမိဘပေးစားဖို့လည်းစဉ်းစားလို့မရဒါကြောင့်ရည်စားတဲ့ရောက်တော့မချလို့မရခေကမကောင်းရတဲ့ချာမင်းမမြခင်ကတ်တော့မှရှိသမျှကွန်တက်တိုင်းလဲဟိုင်းခဲ့ရတွေ့သမျှပြောခဲ့မိလို့အား